မြေချအဝေးရောက်နေတဲ့သားကိုလွမ်းနေအကြောင်းလေးတွေတပွားဝနေပြောမမောနိုင်ရှာတဲ့မိမိလူကလေးရဲ့အစီးပြေရလာတဲ့ဖုံးဆက်တိုင်းမိတဲ့ဖေဖေအစင်ပြေပါတယ်တော့အတွက်ကိုစိတ်မပူနဲ့လို့ဘယ်လိုပြီးပြောပြီးမေတော့အတွက်ရတဲ့မေအမြဲပူပန်းလို့နေဒီမြတ်တရားတွေမသိလို့မဟုတ်ဘူးတော့သိပါတယ်အမေမပြေစုံတဲ့ဘဝအရေးမို့ခဏလေးတော့ခွဲဝင်ပြပါအမေရေချမြေချအဝေးရောက်နေတဲ့သားကိုလွမ်းနေအကြောင်းလေးတွေတပွားဝနေပြောမမောနိုင်ရှာတဲ့မိမိလူကလေးရဲ့အစီးပြေရလာတဲ့ဖုံးဆက်တိုင်းမိတဲ့ဖေဖေအစင်ပြေပါတယ်တော့အတွက်ကိုစိတ်မပူနဲ့လို့ဘယ်လိုပြီးပြောပြီးမေတော့အတွက်ရတဲ့မေအမြဲပူပန်းလို့နေဒီမြတ်တရားတွေမသိလို့မဟုတ်ဘူးတော့သိပါတယ်အမေမပြေစုံတဲ့ဘဝအရေးမို့ခဏလေးတော့ခွဲဝင်ပြပါအမေခိုင်လျက်ပြီးကျမ်းမာစီကြောင်းစူတောင်းရင်မျက်ရည်ဝဲနေအိမ်ပြန်လာခြင်းတော့လေရီမန်းချက်တွေမပြေသေးလို့ခွင့်လွှတ်နိုင်ပါစေအနန္တကိုင်းဝင်တော့ချစ်တဲ့အဖေနဲ့မိမိကျမ်းမာစီကြောင်းစုတောင်းရင်သာလွင်စေရမပြေဘဝအခြေအနေမပေးလို့ရင်းမြေချတဲ့တိုင်းတစ်ပါးအရက်မှမပြောတော့လေဘဝရှိရေးအတွက်ရုန်းကန်နေစေပါမိမိရဲ့ဟိုးငယ်စဉ်ကလေးဘဝကလို့မိမိရဲ့နှွေးထွေးကျင်နာမှုရှိတဲ့ရင်ဝင်အောက်မှာသားနေခြင်းလှပါပြီမိမိရဲ့သားရဲ့အိမ်မက်တွေအကောင့်အထည်မပေါ်တဲ့၍ပြန်မလာနိုင်သေးတာကိုတော့သားကိုခွင့်လွှတ်ပါအမေသားကိုခွင့်လွှတ်ပါသားရဲ့ရည်ရွယ်ချက်တွေအောင်မြင်တဲ့တနေ့ကြရင်တော့အမေရှိတဲ့ကျေးလက်ရွာလေးကိုသားမောင်တယောက်အပြေးလေးပြန်လာခဲ့ပါမယ်မိမိရဲ့ရေချမြေချအဝေးရောက်နေတဲ့သားကိုလွမ်းနေအကြောင်းလေးတွေတပွားဝနေပြောမမောနိုင်ရှာတဲ့မိမိလူကလေးရဲ့အစီးပြေရလာတဲ့ဖုံးဆက်တိုင်းမိတဲ့ဖေဖေအစင်ပြေပါတယ်တော့အတွက်ကိုစိတ်မပူနဲ့လို့ဘယ်လိုပြီးပြောပြီးမေတော့အတွက်ရတဲ့မေအမြဲပူပန်းလို့နေဒီမြတ်တရားတွေမသိလို့မဟုတ်ဘူးတော့သိပါတယ်အမေမပြေစုံတဲ့ဘဝအရေးမို့ခဏလေးတော့ခွဲဝင်ပြပါအမေယိုသေးစွာအဝေးကနေဦးခိုင်လျက်ပြီးကျမ်းမာစီကြောင်းစူတောင်းရင်မျက်ရည်ဝဲနေအိမ်ပြန်လာခြင်းတော့လေရီမန်းချက်တွေမပြေသေးလို့ခွင့်လွှတ်နိုင်ပါစေအနန္တကိုင်းဝင်တော့ချစ်တဲ့အဖေနဲ့မိမိကျမ်းမာစီကြောင်းစုတောင်းရင်သာလွင်စေရမပြေကျမ်းမာစီကြောင်းစုတောင်းရင်သာလွင်စေရ